နာမကျရှာတဲ့ဇနီးတဲ့ရှိမှတင်ခင်မုန်းဖြစ်သူကတခြားမိန်းကလေးတစ်ယောက်နဲ့ဖောက်ပြန်ခဲ့တာပါဗျာဒီထက်ပိုဆိုးတာကတော့ဗျာသူကအဲ့ဒီတခြားမိန်းကလေးကိုသူ့ဇနီးတွေကိုမိဆိုင်ကြီးနဲ့တက်ပစ်ဖို့ပါပြောခဲ့တာပါဗျာသူတို့မသိခဲ့ကြတဲ့အချက်ကတော့သူ့ရဲ့ဇနီးဟာအဲ့ဒီအချိန်မှာနားပြန်ကြားနေပြီဆိုတာပါပဲဗျာပြီးတော့မျက်နှာကျက်မိဆိုင်ကြီးပြုတ်ကျတော့မှကိုသူမတွေးလိုက်ရတဲ့အခါမှာတော့သူမဟာတမင်တက်တက်ကိုဓာတ်တစ်ချောင်းကိုဆွဲယူလိုက်ပြီးစပွဲအောက်မှာပုံနေခဲ့ရရှာပါတယ်ဗျာသူမကြားနေရတယ်ဆိုတာကိုသူတို့မသိစေဖို့အတွက်ဘာမှမသိသလိုဟန်ဆောင်နေခဲ့ရတာပါဗျာအခြားမိန်းမယောက်ကတော့စိုးရိမ်ဟန်ဆောင်နေခဲ့တာပါခင်မုန်းဖြစ်သူကလည်းလိန်ညာပြီးရှင်းပြခဲ့ပေမဲ့သူတို့နှစ်ယောက်စလုံးကတော့သူမကိုလွှတ်ပေးဖို့ဆိုတာလုံးဝကိုစိတ်ကူးမရှိခဲ့ကြပါဘူးဗျာသူကအစိတ်ခတ်ထားတဲ့ဟင်းချိုတပတ်ကန်ကိုယူလာခဲ့တယ်ဗျာကျင်းနာအောင်ဆောင်ပြီးသူ့ကျမ်းမာရေးအတွက်ကောင်းမယ်လို့ပြောခဲ့တာပေါ့ဒါပေမဲ့ဇနီးဖြစ်သူကတော့အဲ့ဒီဟင်းချိုကအန္တရာယ်ရှိတယ်ဆိုတာကိုသိနေခဲ့ပါတယ်ဗျာသူမဟာအစားအသောက်တွေစားခြင်းစိတ်လုံးဝပျောက်ဆုံးနေပြီလို့ဆိုခဲ့တာပါဗျာပြီးတော့အိတ်ဆက်ဖို့ရာအပေါ်ထက်ကိုသာတက်သွားခြင်းခဲ့တာပေါ့ဗျာဒါပေမဲ့အခြားအမျိုးသမီးတဦးကသူမကိုတားမြစ်ခဲ့တာပါဗျာဟင်းချိုကတော့ဆိုပြီးတော့ပြောလိုက်တာပါပဲဗျာအိမ်မရတဲ့ညတွေကြားထဲကနေထွက်ပေါက်ရှာရင်းနဲ့ပေါ့ဗျာဘလို့မှရွေးချယ်စရာလမ်းစာမမြင်ရတော့ဘူးလို့ခံစားလိုက်ရတဲ့အခါမှာတော့ဇနီးဖြစ်သူဟာပကံလုံးကပူလွန်းတယ်လို့ဟန်ဆောင်ပြီးဟင်းချိုတွေကိုရွယ်ချက်ရှိရှိဖိတ်စင်ကျဲပစ်လိုက်ပါတော့တယ်ခင်ဗျာဒီဖြစ်ရဲ့အပြီးမှာတော့သူတို့နှစ်ဦးစလုံးကတော့ဒေါသတွေပြင်းပြင်းထန်ထန်ထွက်နေခဲ့ကြတာပါပဲဗျာဇနီးဖြစ်သူအပေါ်ထက်ကိုတက်တော့မဲ့အချိန်မှာသူတို့မှဘာမှရွေးချယ်စရာမရှိတော့ဘူးဗျာအဲ့ဒီနောက်တစ်ယောက်သောမိန်းမကဓာတ်တစ်ချောင်းကိုဆွဲကင်ပြီးသူမစီကိုတရှိန်ထိုးပြေးဝင်လာတာပေါ့ဗျာဒီတော့ခင်မုန်းဖြစ်သူကတော့လေသူမလည်းအနှဲငယ်ပို့ပြီးစင်ကျင်ုံတရားဝင်လာခဲ့ပါတော့တယ်ဗျာပြီးတော့ထိုမျိုးသမီးကိုရက်တန့်ပစ်လိုက်ရတာပေါ့ဗျာဒီလိုနဲ့တခြားမျိုးသမီးကတော့ဇနီးတဲ့ကအတန်တွေကိုကြားနေရတယ်လို့တန်တရားဝင်လာခဲ့တာပါဗျာသူမရဲ့တန်တရားကိုစမ်းသက်ကြည့်ဖို့အတွက်ပေါ့ဗျာသူမဟာဇနီးတဲ့ရဲ့အရာရာဟာပြပုံတွေလိုပါပဲဗျာဇနီးတဲ့ကတော့ရင်ကွဲနာကြခဲ့ရပါတယ်ဒါပေမဲ့သူမအမှန်တရားကိုအခုချိန်ထိဖွင့်မပြောနိုင်သေးပါဘူးအမှန်တရားကိုဖုံးကွယ်ထားမှသာသူမလွတ်မြောက်ဖို့အခွင့်အရေးကိုရှာဖွေနိုင်မှာမို့လို့ပါဗျာ